တော့လေလေဟိုဒီပေါ်ကိုလည်းလေကားနဲ့တက်လေဈေးလဲတက်တာကြီးอ่ะဟိုနေရာလဲ location လဲကောင်းတယ်อ่ะငယ်တို့တကယ်ပေါ့နော်သွားတယ်မယ့်နေရာမရောက်သေးဘူးဟိုကမကူရာကိုစီးတယ်မရှိဘဲနဲ့ထသွားလိုက်တယ်ထသွားလိုက်ပြီးတော့မလိုက်မြင်တော့တော်ပင်မနေပြီဒီအစီအစီကိုလည်းငယ်တို့မလိုက်ချင်တယ်အမြဲတက်လန်းများတို့ကျွဲတလန်းများဆိုရင်ဖြစ်နေလေဈေးလဲတက်တာကြီးอ่ะဟိုနေရာလဲ location လဲကောင်းတယ်อ่ะဟိုတယ်ရဲ့လက်ဟိုတယ်တို့နားကောင်းแล้วก็เดี๋ยวเราลงมาหอมาเนี่ย sky tree ก็เลย sky tree อ่ะมา tree ရောမ tree စိတ်ဝင်တာတော့ပင်မန်းနေရတော့မရှိတယ်ပြရတယ်ရောက်နေရာထခီးသွားတာရှယ်ပြုတ်ဖို့ကရှယ်ပြုတ်ဖို့ကငယ်လေးဘာမှမသိရဘူးခီးသွားသူပဲတဲ့တာအဲ့ဒါကြောင့်ပြောပါတယ်လက်ကိနှလုံးယူပါမယ်နှလုံးယူရင်လည်းနှလုံးလုံးကိုပဲတဲ့ရပါငယ်လေးကိုစောင့်နေရတယ်ငယ်လေးအဲ့လိုဗီဒီယိုတော့ရိုက်ရအောင်ဟိုမတွေ့သေးဘူးနဲ့တော့ပါသေးရဲ့ညဆိုးရိမ်နေတော့တိတ်ယုံရတာမဟုတ်ဘူးဈေးသက်သာတာတွေကိုသူကဟိုပါလေငားတဲ့လူမိုင်းနဲ့ကိုရှောင်းတယ်အော်သူကတောင်းနေတာဟိုဘက်ဒီဘက်အဲ့ဒါကိုလှမ်းစကားပြော512 519 512ကဲတဲ့ရှေ့ငါးပြီလားဟာရှေ့ခဏဒီမှာအိမ်ပြောင်းလာတာမဟုတ်လားခေါင်းလည်းချိတာဟိုခဏဘလို့စီခဏချွတ်ရောဟာအခန်းတော့ဒါပဲကြည့်တော်ပြီလေတူကြွားအခန်းနေဘိုင်းတော့နဲ့มาရေချိုးကနော်တော်ပြီပေါ့အဲ့အိမ်တော့တက်တက်ရရမရှိငယ်ဒီမှာအကြိုက်နေမှာမဟုတ်လားမော်လိုက်ကြအိုငါတော့လေလေဟိုဒီပေါ်ကိုလည်းလေကားနဲ့တက်အပေါ်ဒီအပေါ်တက်ကိုဟွာနဲ့ဒလိကာနဲ့တက်လာလေငယ်လေးအမေဒီပေါ်တက်လာထုတ်သွက်တယ်တော့မနေဘူးပြန်မှာငယ်လေးကဒီဟိုတယ်နဲ့ဟိုဟိုတယ်နဲ့အပနဲ့ရဘူးကြိုက်တယ်မေးရတော့မလို့အားမနဲ့ကွာတော့လည်းမဟုတ်ဘူးနဲ့ကွာတယ်ငယ်လေးနှစ်ညဆိုလို့ရှိရင်ဈေးကကွာသွားတယ်ငယ်လေး9000လောက်ကွာသွားတယ်ထင်တယ်ကြည့်အခုထိုင်းဆိုင်မှာမကောင်းဘူးက3500ကျတော့ပေးစားလာပြီးမဟုတ်ဘူးလေအဲ့9000လောက်ကွာလာ9000တခြားအတူလေငယ်လေးအခု trick ကဈေးကြီးရယ်နော်ငယ်တခြား trick တွေလည်းမလို့အခု trick ကဈေးကြီးရယ်နော်ငယ်လေးကဘာကျက်နဲ့လာရဲဆိုပဲဘာကျက်နဲ့လာရဲဆိုပဲဒီငယ်လေးမလည်းမလို့အဲ့ဆိုလို့ယူပြီးလိုက်ကြရမပါဘူးပါယူပြီးတော့ပါဘူးပြန်နဲ့လို့စမ်းဒီမှာတပတ်လောက်နေပြန်နှမ်းနေတော့တယ်ကဲခဏနာပြီးရင်အဆကုစားကိုသွားလိမ့်မယ်